အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခေါက်မျှဝေပေးမယ့်အကြောင်းအရာကကျွန်တော်ဒီ Facebook Studio မှာကျွန်တော်တင်ခဲ့တဲ့ဓာတ်ပုံဗီဒီယိုတွေကိုကိုယ့်ရဲ့ဖုန်းထဲမှာသိမ်းဆည်းခြင်းတဲ့သူတွေအတွက်ကျွန်တော် download လုပ်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အရင်ဆုံး Facebook ထဲကိုဝင်လိုက်မယ် Facebook ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီပထမဆုံးလုပ်ရမှာကကျွန်တော်ရဲ့ကိုယ့်ရဲ့ profile နဲ့ကိုအရင်သွားရမှာပေါ့နော်ကိုယ့်ရဲ့ profile နဲ့ကိုအရင်သွားမယ်ကျွန်တော် profile ကိုနှိပ်လိုက်ပါကျွန်တော် profile ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီညာဘက်တောင်မှာရှိတဲ့ asset 30 profile setting နဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်ကျွန်တော် profile setting နဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီအောက်ကိုလည်းဆွဲချလိုက်ပြီးရင် activity lock ဆိုတာရှိတယ် activity lock ကိုနှိပ်လိုက်ပါနော်ဒီ activity lock ထဲမှာရှိတဲ့ your Facebook activity တွေကိုဝင်မှာကျွန်တော် your Facebook activity တွေကိုဝင်လိုက်ဟုတ်ပြီဒီမှာအောက်မြလေးကိုနှိပ်လိုက်ပေါ့နော်ဒီမှာနှိပ်လိုက်ပြီဆိုတော့အောက်မြလေးမှာအောက်မှာ option တွေအများကြီးရှိရပေါ့နော်ကိုလှုပ်ချင်တဲ့ option ကိုကျွန်တော်တို့ရွေးမယ်ကျွန်တော်ဒီတစ်ခေါက်ပြမဲ့ option ကကျွန်တော် story အကြောင်းဖြစ်တဲ့အတွက်ကျွန်တော် story ကိုရွေးမှာပေါ့နော်ဒီအောက်မှာလည်းအများကြီးကိုလှုပ်ချင်တဲ့manage လုပ်ချင်တဲ့ဟာတွေအများကြီးရှိရပေါ့နော်ဟုတ်ပြီကျွန်တော်ကအခုတစ်ခေါက်ဒီ studio မှာတင်ထားတဲ့ဓာတ်ပုံဗီဒီယိုတွေကိုဘယ်လိုမျိုး download လုပ်ရတယ်ဘယ်လိုမျိုး save ရတယ်ဆိုတာဘယ်လိုမျိုးဓာတ်ပုံအဟောင်းတွေကိုပြန်လည်ပြီးတော့ရယူတဲ့နည်းလမ်းလေးကိုပြောပြပေးတာဖြစ်ပါတယ်ပြီးရင် manage store ကိုstory ကိုနှိပ်လိုက် story ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကို reach ပေးခဲ့တဲ့ဟာတွေရှိတယ်ကျွန်တော်တခြားလူကို reach ပေးခဲ့တဲ့ဟာတွေ reaction ပေးခဲ့တဲ့ဟာတွေရှိတယ်ကျွန်တော်ကိုယ်တိုင်တင်ခဲ့တဲ့ဗီဒီယိုတွေရှိတယ်ဟုတ်ပြီနော်ကိုယ်တိုင်တင်ခဲ့တဲ့ဓာတ်ပုံဗီဒီယိုတွေကိုပြန်လည်ပြီးတော့ရယူတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီဗီဒီယိုတစ်ခုကိုနှိပ်လိုက်ပါလွန်ခဲ့တဲ့ဇူလိုင်20ကတင်ခဲ့တဲ့ဗီဒီယိုပေါ့နော်ဒီဗီဒီယိုလေးကိုနှိပ်လိုက်ပြီးရင်ညာဘက်တောက်မှာရှိတဲ့ကျွန်တော်တို့ဒီ asset 30 setting နဲ့ကိုဝင်လိုက်ပါပေါ့နော်ဒီ setting နဲ့ကိုဝင်လိုက် setting နဲ့ကိုဝင်လိုက်ပြီဆိုရင်ဒီအလယ်လောက်မှာရှိတဲ့ download re ဆိုတာရှိတယ်ဒီ download re ကိုနှိပ်လိုက်ဒါဆိုရင်ဒီဗီဒီယိုက download ကိုယ့်ရဲ့ဖုန်း gallery ထဲကိုတခါတည်းရောက်ပြီး save ပြီးသားပေါ့နော်ဟုတ်ပြီကိုကဒီဗီဒီယိုကိုပဲကျွန်တော်တို့ဒီ download မဆွဲချင်ဘူးဒီ Facebook ပေါ်မှာပဲ save ထားချင်တာဆိုရင် save reel ကိုနှိပ်ပြီးတော့ collection တစ်ခုခုတည်းကိုထည့်ထားလိုက်ပေါ့နော် collection တစ်ခုခုတည်းကိုထည့်ထားလိုက်ဒါဆိုရင်ကိုကြိုက်တဲ့အချိန်ဒီကြည့်ချင်တဲ့download ဆွဲချင်တယ်ဆိုရင်အဲ့ထက်ကိုသွားပြီးတော့ဟိုယူလို့ရတယ်ပေါ့နော်ဒီ save ကို save ထားတဲ့ထဲကိုသွားပြီးတော့ယူလို့ရတယ်ဟုတ်ပြီနောက်တစ်နည်းမဟုတ်ဘူးပေါ့နော်ဒီနောက်ထပ်ဗီဒီယိုတစ်ခုကိုကျွန်တော်ဆန်းပြမယ်ပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ခုကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီညာဘက်တောက်မှာရှိတဲ့ asset 30ကို setting နဲ့ကိုနှိပ်မယ် setting နဲ့ကိုနှိပ်ပြီးတော့ခုနလိုပဲ download re ကိုနှိပ်လိုက်ပေါ့နော်ဒီ download re ကိုနှိပ်လိုက်တာနဲ့ဒီကိုယ့်ရဲ့ဖုန်းထဲကို direct save ပြီးသားဖြစ်ပါတယ်ဒီကိုကဓာတ်ပုံ save ကျင်တယ်ဆိုရင်ဒီဗီဒီယိုကို save ကျင်တယ်ဆိုရင် save ထားလိုက်ကိုယ့်ရဲ့ဒီ Facebook setting နဲ့မှာပဲ save ကျင်တယ်ဆိုရင် save လိုက်နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ filter ကိုသုံးမှာပေါ့နော် filter ကိုသုံးပြီးတော့ဟိုရှာနေပေါ့နော်နောက်ထပ်ကိုကတကယ်လို့5-6လလောက်တင်ခဲ့တဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုလိုချင်တယ်ဆိုရင်တော့ဒီ filter ကိုအသုံးပြုပြီးတော့ဒီ date ကိုပြန်ယူခြင်းတဲ့ date ကဟာတွေကိုနှိပ်ပြီးတော့ရိုက်ထည့်ပြီးတော့ရှာလို့ရပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီလုပ်ပုံလုပ်နည်းလည်းပြပြီးသွားပြီဆိုတော့ကျွန်တော်ခုနဓာတ်ပုံ download ဆွဲခဲ့တဲ့ဟာကိုကျွန်တော်တို့ဘယ်မှာ download ဆွဲထားလဲဆိုတာပြမှာပေါ့နော်ဒီကျွန်တော်တို့အရင်သွားရမှာကသွားပြီးတော့ကြည့်ရမှာကကိုယ့်ရဲ့ကိုယ်ပိုင် gallery ရဲ့ကိုသွားပြီးတော့ကြည့်မယ်ကျွန်တော်တို့ gallery ရဲ့ကိုဝင်နိုင်မယ်ဟုတ်ပြီဒီမှာဆိုရင် gallery ရဲ့ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ခုနနှစ်မျိုးပေါ့နော်ခုနဗီဒီယိုနှစ်ပုဒ်ကိုကျွန်တော် download ဆွဲခဲ့တယ်ကျွန်တော်ဒီမှာဆိုရင်ဗီဒီယိုနှစ်ပုဒ်လုံး download ဆွဲပြီးသားဒီ gallery ထဲမှာရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ပြခဲ့တဲ့ဟာကတကယ်ကိုအလုပ်လုပ်တယ်တကယ်ကို 100% download ဆွဲလို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်ဗီဒီယိုဖွင့်ပြရပါတော့နောက်တစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဒီဗီဒီယိုဖွင့်ပြမယ်ဟုတ်ပြီဒီလိုလေးတွေလောက်တတ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင်လည်းကျွန်တော်တို့ဒီ comment မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ